အားလုံးပဲမင်္ဂလာပါကျွန်တော် AK ပါဒီနေ့ပွဲစဉ်၄ပွဲရှိရတဲ့ဥရုဂွေးအသင်းနဲ့ကိတ်ပါတီနယူးဇီလန်အသင်းနဲ့အီဂျစ်အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးပါမယ်ကျွန်တော်ရွေးချယ်မှုရဒီကမ္ဘာဖလားမှာတောက်လျှောက်အပေါင်းပြနေပါတယ်ကျွန်တော်ဒီ YouTube channel ကအသစ်ပြန်ဝင်လာတာမို့လို့ကျွန်တော်ကို like and subscribe လုပ်ခဲ့ပါအောင်အရင်ဆုံးဥရုဂွေးအသင်းနဲ့ကိတ်ပါတီပွဲမှာဥရုဂွေးအသင်းက body J 1.30ပေးထားပြီးတော့ကိုပေါင်းချင်းနှလုံး30ရှုံးပေးထားပါတယ်ဒီညကံမဲ့၄ပွဲထဲမှာဒီပွဲကကိုပေါင်းစိအနေဆုံးပေါ့နော်နှလုံး30ရှုံးပေးထားတယ်ဥရုဂွေးအနေနဲ့1.30ဆိုတာဥရုဂွေးတကိုးရမယ်လို့ဘူကီကညွှန်ထားတယ်နော်ကိတ်ပါတီကိုမရဘူးလို့ပြောချင်တာပေါ့ဒါပေမဲ့ကိတ်ပါတီတို့အနေနဲ့ရှေ့မှာစပိန်ကိုဇီးဇီးနဲ့ခံဆော့ပြီးသွားပြီဖြစ်တဲ့အတွက်သူတို့ဒီကမ္ဘာဖလားမှာသူတို့လိုအပ်တဲ့ clean sheet ရပြီးတော့သူတို့တို့အောင်ပွဲတစ်ခုလိုပဲစပိန်နဲ့ဇီးဇီးကန်နိုင်တယ်ဆိုတာဒီနေ့မှာရောဥရုဂွေးအသင်းကိုတကိုးလောက်များသွင်းနိုင်ရင်သူတို့နိုင်ငံတော့ဘလောက်တောင်မှပို့ပြီးတော့အတိတ်ပဲရှိပါမယ်ဒီကမ္ဘာဖလားကြီးကနောက်တစ်ဆင့်တက်ဖို့ဆိုတာမဖြစ်နိုင်ဘူးမဲ့သူတို့မှာဒီလိုရလက်လေးရဖို့ဆိုတာသူတို့ကလုံးဝအိမ်မက်ပဲဥရုဂွေးလိုအသင်းမျိုးကိုသွင်းတာတော့စပိန်နဲ့တရေကြအောင်ဆော့တာတော့ဆိုတာသူတို့ရဲ့အိမ်မက်ပဲအဲ့တော့သူတို့အိမ်မက်ထဲကတစ်ခုကိုသူတို့ဒီညအကောင့်ထဲပေါ်လိုက်မယ်ဥရုဂွေးအသင်းကလည်းနောက်ပွဲမှာစပိန်နဲ့ဆော့မှာဖြစ်တဲ့အတွက်သူတို့မဖြစ်မနေဒီပွဲအနိုင်ခံမှုလိုတယ်အဲ့အတွက်ကြောင့်ဥရုဂွေးအသင်းဒီညဖွင့်ဆော့လိုက်မယ်ဥရုဂွေးအသင်းဖွင့်ဆော့ရင်းနဲ့ကိတ်ပါတီအသင်းနဲ့တကိုးရပါမယ်ကျွန်တော်သုံးသက်တယ်အဲ့ကြောင့်ကျွန်တော်ကဒီပွဲ1-1နဲ့စကြည့်မယ်ကျွန်တော်ဒီပွဲကိုတော့ကိုပေါင်းအပေါ်ပဲရွေးပါမယ်ဘော်ဒီမှာတော့ကျွန်တော်ဘော်ဒီရှောင်လိုက်မယ်ဥရုဂွေးကနိုင်ဝိုင်းနဲ့ကျွန်တော်တကိုးတစ်လုံး30ရှုံးဆိုတော့ဘာမှပြောလို့မရတဲ့အတွက်ကျွန်တော်ကိုပေါင်းအပေါ်ပဲယူလိုက်မယ်30ရှင်းပြီးတော့အနည်းဆုံးဒီပွဲ2ဂိုးတော့ရောက်တယ်အဲကြောင့်ကျွန်တော်ပြား30ရှင်းပြီးတော့ဒီပွဲကိုပေါင်းအပေါ်ကိုယူပါမယ်ကျွန်တော်အကြိုက်ကတော့ဥရုဂွေး6ပေါ်ပါဘောလုံးပွဲတစ်ပွဲကိုသုံးသက်တဲ့အခါမှာနေရာမျိုးစုံတောင်မျိုးစုံကနေစဉ်းစားရတယ်ပေါ့နော်ခြေစွမ်းပိုင်းတွေရောကြေးရတွေရောခြေပွဲရလက်နောက်ပွဲရလက်နော်တခြားသောကိစ္စတွေသားသမားဘာညာနာတာတွေဘာတွေရောစဉ်းစားရတယ်ပေါ့အဲ့လိုစဉ်းစားတဲ့အခါမှာတချို့သုံးသက်ချက်တွေကလိုရင်းတိုရှင်ဖြစ်နေတယ်လို့တချို့သုံးသက်ချက်တွေကလည်းအရှိကြီးလိုက်တူရတာရှိရပေါ့အဲ့ကြောင့်မို့သုံးသက်ချက်တွေကတနေ့တော့တူမှာမဟုတ်ဘူးနေ့တိုင်းဒါမျိုးကြီးပဲသွားပြီးတော့လုပ်လို့မရဘူးပေါ့နော်ဒီစာအုပ်ကြီးတိုင်းဒါပါဒီကျေးဆိုဒီလိုမျိုးဟိုကျေးဆိုဟိုလိုမျိုးဘယ်ကစားမပါလို့ဒီကစားမပါလို့အဲ့လိုတွေကြီးပဲနေတိုင်းသွားစဉ်းစားလို့မရဘူးပေါ့တနေ့ကိုတစ်မျိုးပေါ့ဒီပွဲကဘလို့အခြေအနေပေါ်မူတည်ပြီးကိုကချင်းကပ်ရမယ်ဒီပွဲကိုတော့ကိုကဘလို့အခြေအနေပေါ်မူတည်ပြီးချင်းကပ်ရမယ်အဲ့လိုကွာတဲ့အတွက်ချို့ပွဲသုံးသက်ချက်တွေကတော့မြန်ကောင်းမြန်နေလိမ့်မယ်တချို့ပွဲသုံးသက်ချက်တွေကတော့ကြာကောင်းကြာနေလိမ့်မယ်ပေါ့အဲ့အတွက်ကြောင့်ဘလို့ပဲဖြစ်ဖြစ်ညီကိုအနေနဲ့အကြိုက်တူမှာပဲယူပါဒါကိုယ့်ရဲ့ဆုံးဖြတ်ပိုင်ခွင့်နဲ့ကိုမို့လို့ပေါ့နော်ကဲနောက်တစ်ပွဲကတော့နယူးဇီလန်အသင်းနဲ့အီဂျစ်အသင်းပေါ့ဒီပွဲမှာအီဂျစ်က body J တစ်လုံး20စားပေးထားပြီးတော့ကိုပေါင်းကြီးနှလုံး80ရှုံးဆိုပြီးဖွင့်လှစ်ပေးထားပါတယ်အဲ့ဒီ body J တစ်လုံး20စားကြီးတွေကကြောက်ဖို့ကောင်းတယ်နိုင်ဝိုင်းရင်လည်းအဲ့ဒီတကူပဲအဲ့တော့ကျွန်တော်တို့ကမစွန့်စားသင့်ဘူးပေါ့အီဂျစ် body နဲ့အီဂျစ် body နဲ့စွန့်စားရင်ကျွန်တော်တို့ပြား20လောက်ပဲအဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့မစွန့်စားတော့ဘူးကျွန်တော်ဒီပွဲကိုပေါင်းအောက်ကိုကြိုက်တယ်နယူးဇီလန်နဲ့အီဂျစ်ရဲ့ကစားပုံကလည်းအာဖရိကအသင်းပြီးနောက်တန်းကိုပိတ်ဆော့တတ်တဲ့အသင်းနယူးဇီလန်အသင်းကလည်းတိုက်စစ်ကအဲ့လောက်ကြီးကောင်းတာမဟုတ်ဘူးဗျာရှေ့ပွဲမှာအီရန်2ဂိုးရရဲဆိုပေမဲ့သူတို့ကနောက်တန်းမှာပဲဆော့ပြီးတော့ရှေ့က Chris Wood နဲ့နောက်ထပ်ကစားသမားတစ်ယောက်က2ယောက်လောက်ပဲသူတို့တိုက်စစ်မှာလှုပ်ရှားကြတာအဲ့ဒါကြောင့်ဒီပွဲကဂိုးနဲလိမ့်မယ်နှစ်သင်းပေါင်းသွင်းကို3ဂိုးဘလို့မှမပြည့်နိုင်ဘူးအဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲကိုတော့ဂိုးအောက်ပဲကြိုက်တယ်အဲ့ဆိုရင်ကျွန်တော်ကြိုက်ဒီညကဥရုဂွေးဂိုးပေါ့အီဂျစ်ကိုအောက်ပါကျွန်တော်ရွေးချယ်မှုတွေကအကြိုက်ဆုံးပွဲတစ်ပွဲကိုကျွန်တော်ရဲ့ Telegram free channel မှာတင်ပေးပါမယ်ကျွန်တော်ရဲ့ Telegram free channel ကိုလာခြင်းကျွန်တော် comment မှာ Telegram link ချပေးထားပါတယ်ညီကိုတွေအားလုံးပဲ call လက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါ